အားလုံးပဲမင်္ဂလာပါဆွေရဲ့ချင်းမိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါနော်ဆွေတို့24ချိန်အတွက်ပေါ့နော်site ရှည်မှုပေါ့နော်ဆွေတို့ site တွေကတော့ဒါပေးပေါ့နော်ဆွေတို့ကဒါမြင်တလောက်မပြရဘူးနော်မပြရဘူးပေါ့ဘာကြောင့်လဲဆိုတော့ site ကကြည့်ရင်ကြည့်တယ်လို့မြင်နေတာဆိုတော့အဲ့မှာဆွေတို့ကအပင်ရှည်လွှတ်ပလိုက်ပြီပေါ့နော်အပင်တူတွေကိုကောက်တခါလေအပင်ရှည်တွေလွှတ်လိုက်တော့အပင်ရှည်တွေကပေးတခါတလေအပင်တူတွေပေါ့နော်အပင်တူတွေကောက်ကင်ပြန်တော့အပင်တူတွေကမဟုတ်ပြန်နော်တခါလေအပင်တူတွေကပြီးသွားပြီးတော့အပင်ရှည်တွေကမပေးပြန်အဲ့လိုတွေပေါ့အဲ့လိုတွေနဲ့ဆွေးလို့နော်အဲ့လိုတွေနဲ့ခံနေရတာပေါ့နော် site တွေကအဲ့တော့ဆွေးလို့ကဒီတစ်ခါဒါအပင်ရှည်စနစ်ပေါ့နော်ဒါ၄ဘွေးအောင်ပေါ့နော်၄ဘွေးအောင်၅ဘွေးစနစ်နော်အဲ့လိုပဲဗျတခါတလေကြတော့လေတော့၅ဘွဲဆက်တိုက်ပေးတယ်တခါလေကြတော့လေတော့၄ဘွဲနဲ့ရက်တယ်တခါတလေလေ၃ဘွဲပေါ့တခါလေလေ2ဘွဲတင်ပေးပြီးတော့3ဘွဲကြတော့မပြီးတော့ပြန်ဘူးဗျစိုက်တယ်တော့အဲ့လိုတွေပေါ့နော်အဲ့တော့ဆွေးတို့ဒါ10ကွက်မှုပေါ့နော်10ကွက်ဇရားမှုပေါ့ဆွေးပြချင်တာကဒါ10ကွက်ဇရားမှုပေါ့တော့သူလုံးနေသေးရပေါ့နော်၄ဘွဲဆက်တိုက်တော့သူအလုံးနေသေးတာပေါ့နော်သူကဘလို့လာတယ်လဲဆိုတော့ဒီဆွေးတို့ဒီနှစ်တစ်8ပေါ့ဗျာဒီ3လုံးပေါင်းချင်း1ပေါ့နော်ဒီ3လုံးပေါင်းချင်း1ဆိုရင်ねသူကဒီ4 9 8ဆိုရင်3လုံးက1ပြီးတာပေါ့နော်သူကနှစ်တစ်8ဆိုတော့ဒီ3လုံးပေါင်းချင်းဒါဆို8ထိပ်ရပြီပေါ့နော်နှစ်တစ်8ဒီ8ထိပ်ပေါ့နော်8ထိပ်ရတော့ရင်ဒီ3လုံးပေါင်းချင်း1ဆိုရင်ねဒီ4 9 8ဆိုတော့3လုံးပေါင်းချင်း1တာပေါ့နော်အဲ့တော့ဒါကဒီ8ထိပ်8ပိတ်ပေါ့ဗျာနော်အဲ့မှာ831ဒီ2ပေါ့ဗျာ831ဟာ2လို့ဖြစ်လိုက်ရင်တဲ့သူကဒီ165ဆိုလေဒီ3လုံးတော့2လို့တော့ဖြစ်ပြီးရပါဗျာနော်ဒီမှာက2မှာလည်းအဲ့လိုပဲပေါ့နော်832ဒီ3ပေါ့နော်832ဒီ3ဆိုရင်တဲ့382ဒီ3မှာဆိုပြီးတော့သူက2ထိပ်2ပိတ်ပေါ့နော်ပြီးကြတဲ့ဆွေးကြို23ချိန်မှာလည်းပဲသူအလုပ်လုပ်သွားတာပဲနော်သူကဘယ်လိုလုပ်လဲဆိုတော့ဒီ298ဒီ3လုံးပေါင်းချင်းဒီ9ပေါ့နော်298ဒီ3လုံး9လိုက်တာနေတဲ့315ဆိုရင်3လုံးကလည်းသူက3လုံး9ဆိုပြီးတော့ဒီ8ထိပ်5ပိတ်ကိုဒါအောင်မြင်ပေါ့နော်၄ဘွဲဆက်တိုက်ကြီးသူပေးသွားခဲ့တာပေါ့နော်နော်ဒါဆိုရင်ဆွေးသူကဒီမှာကလင်နာကိုဒါဆက်ရတော့မှာပေါ့နော်ဆက်ရတော့မှာဆိုတော့ဒီ2ဥမှာတွက်ထားတဲ့ခုံ9ကိုဒီ239ရဲ့အောင်မှာဆွေးသူထားလိုက်ပေါ့ဗျာနော်ဒီမှာခုံ9ထားလိုက်တော့ဗျာခုံ9ဆိုတော့ခွ6ပေါ့နော်ခွ6ဆိုဥပမာဆွေးသူကဒီမှာတစ်ထိပ်ကိုထည့်လိုက်ဗျာနော်တစ်ထိပ်ကိုထည့်လိုက်တော့ဒီခွ6နဲ့ဒီတစ်ထိပ်နဲ့ပေါင်းရင်ခွန်ပေါ့ဗျာအဲ့ဒီခွန်ဒီမှာ9 926မှာခွန်ပါဗျာနော်ဒီမှာခွာပေါင်းချင်း6နဲ့ဥပမာဒီမှာတစ်ထိပ်လို့ကောက်လိုက်ရင်ဒီ3လုံးပေါင်းချင်းခွ6နဲ့တစ်ထိပ်နဲ့ပေါင်းရင်ခွန်ပေါ့ဗျာအဲ့ဒီခွန်ဒီ9ရေဒီ2ကေ6ပိတ်ကေမှာခွန်ပါသူပြောချင်တာကတစ်ထိပ်ဆိုရင်ဒါ6ပိတ်ပေါ့နော်ပါဝါခွပေါ့ဗျာ2ထိပ်ဆိုရင်ဒါခွန်ပိတ်3ထိပ်ဆိုရင်10ပိတ်4ထိပ်ဆိုရင်9ပိတ်5ထိပ်ဆိုရင်3ညပိတ်6ထိပ်ဆိုရင်1ပိတ်9ထိပ်ဆိုရင်2ပိတ်10ထိပ်ဆိုရင်3ပိတ်9ထိပ်ဆိုရင်4ပိတ်နော်3ညထိပ်ဆိုရင်လား3ညထိပ်ဆိုရင်5ပိတ်ဆိုအဲ့ဒီမှာဆွေးရကနန်း10ခွက်ထည့်ထားရနော်အလဲတိုင်းတော့ဆွေးပြီးမှလိုက်ထည့်ပြမယ်နော်1ထိပ်ဆိုရင်6ပိတ်2ထိပ်ဆိုရင်9ပိတ်3ထိပ်ဆိုရင်10ပိတ်4ထိပ်ဆိုရင်9ပိတ်5ထိပ်ဆိုရင်3ညပိတ်6ထိပ်ဆိုရင်1ပိတ်9ထိပ်ဆိုရင်2ပိတ်10ထိပ်ဆိုရင်3ပိတ်9ထိပ်ဆိုရင်4ပိတ်3ညထိပ်ဆိုရင်5ပိတ်ဆိုပြီးတော့ဒါကိုဆွေးဒီမှာကနန်း10ခွက်ပေါ့နော်ကနန်း10ခွက်ထည့်ထားပါတော့ဒီကနန်း10ခွက်ကိုဆွေးရချင်းမဲ့ဆိုရင် screen shot ရိုက်ပြီးတော့ဒါယူထားလိုက်ပေါ့နော် screen shot ရိုက်လိုက်ပါနော်ဆွေးရချင်းမဲ့ဆွေးဒါအလဲတိုင်းထည့်ပြမယ်နော်ဒါအလဲတိုင်းကိုတော့ဆွေးရအဲ့ဒီမှာကသူကတခါလဲပါလာတာပေါ့နော်အဲ့မှာဘလို့တခါလဲပါလာလဲဆိုတော့ဒီ3လုံးပေါင်းချင်း6ဗျာနော်ဒီ3လုံးပေါင်းချင်း6ဆိုရင်တဲ့ဒီခွန်ခါနဲ့6ခါနဲ့6တာနော်ပြီးတဲ့ပွဲမှာလည်းဆွေးပြမိတယ်နဲ့တူရနော်အဲ့မူနော်ဒီ3လုံး6 2 6 8ဆိုရင်3လုံး6ဆိုရင်ねခွန်ခါနဲ့6ခါနဲ့6တာနော်ဒီ4 8 1ဆိုရင်3လုံးပေါင်းချင်းက3ဆိုရင်ねဒီ9နဲ့4နဲ့3လိုက်တာနော်ဒီမှာ1 1 2ဆိုရင်3လုံးပေါင်းချင်းက4ဆိုရင်ねဒီ9ခါနဲ့5ခါနဲ့တူ4လိုက်တာနော်ဒီမှာက3 8 2ဒီ3လုံးပေါင်းချင်း3ဆိုရင်ね4ခါနဲ့9ခါနဲ့3လိုက်တာနော်အဲ့တော့ဆွေးစုကနာက1ထိပ်စီလေးယူထားပြီးထားလိုက်တော့နော်ဥပမာဒီမှာ1ထိပ်လေးယူလိုက်တာနဲ့ဆွေးစုကဒီ3လုံးပေါင်းချင်းက2လို့ဖြစ်သွားပြီနော်
တစ်ထိတ်လို့ဒီမှာယူလိုက်တာနဲ့ဒီကနန်းသုံးလုံးပေါင်းကြီးကနှစ်ဆိုရင်တဲ့ဒီ9ခါနဲ့ခွန်ခါနဲ့နှစ်မှာပေါ့နော်တော့တစ်ထိတ်ဆိုရင်ခွန်ခါနှစ်ထိတ်ဆိုရင်10ခါ3ထိတ်ဆိုရင်9ခါ4ထိတ်ဆိုရင်3ညာခါအဲ့ဒီမှာတော့တစ်ခါလေးကတ်ပါလာတယ်ခုနကဆွေးတို့ဒါတစ်ထိတ်ဆိုရင်ခွန်ခါနှစ်ထိတ်ဆိုရင်10ခါ3ထိတ်ဆိုရင်9ခါ4ထိတ်ဆိုရင်3ညာခါ5ထိတ်ဆိုရင်1ခါ6ထိတ်ဆိုရင်2ခါနော်ခွန်ထိတ်ဆိုရင်3ခါ10ထိတ်ဆိုရင်4ခါ9ထိတ်ဆိုရင်5ခါ3ညာထိတ်ဆိုရင်6ခါဆိုပြီးတော့ဒါကနန်း10ကွက်နော်10ကွက်မူပေါ့နော်ဒီ10ကွက်မူကိုဒါဆွေးရချင်းမိတ်ဆွေတွေကိုဒါပေးလိုက်တာပါနော်အဲ့တော့ဒီ10ကွက်မူတွေကဆွေးတို့နောက်ထပ်ကနန်းကိုရအောင်တော့ထပ်ပြီးတော့ဆွေးတို့ခြုံကြည့်လိုက်မယ်ဗျာနော်ရလောက်ဆွေးတို့ခြုံကြည့်လိုက်မယ်အဲ့ဒီထဲမှာဆွေးတို့အဲ့မှာကခြုံကြည့်လိုက်မယ်ဆိုတော့ဒါကတော့ဒါတစ်နှစ်လုံးမပြတ်တဲ့ဒါပေတံပေါ့ဗျာနော်236 5ခွန်8 3ညတက်လေးဆိုတာ3နံမကူပေတံပေါ့နော်အဲ့3နံမကူပေတံနဲ့ဒါဖြတ်လိုက်တော့ဒါကနန်း5ခွက်ထဲကျန်တယ်28ခွန်ကျန်မယ်930ကျန်မယ်6နှစ်1ကျန်မယ်ခွန်3နှစ်ကျန်မယ်954ကျန်မယ်ဒီကနန်း5ခွက်ပဲကျန်မယ်ပေါ့နော်ဒီ1ခွန်6ကကျွန်တော်တို့1ခွန်6ဆိုတော့ကနန်း3နံကူကြီးနော်ဒီ1ခွန်6အော်တိုပြုတ်ပေါ့ဗျာနော်ဒီ28ခွန်ကတော့ဒီမှာဒီ2တန်းနဲ့ပေါ့နော်2တန်းနဲ့မို့လို့ဒါရတယ်ထိုးလို့ရတယ်နော်398အဲ့398ဒီလေကနန်း3တန်းကြီးနော်398ဆို3တန်းကူတယ်နော်အဲ့မဲ့439ပေါ့439ကလည်းဒီမှာက3တန်းကူကြီးနော်တန်းလေးဖြစ်နေနော်439လေး930အဲ့930ကတော့ကျွန်တော်2တန်းနဲ့ပေါ့နော်2တန်းနဲ့မို့လို့ဒါထိုးလို့ရတယ်ပေါ့နော်6ဒီလေပဲသူက2တန်းနဲ့ပဲပေါ့နော်အဲ့မှာခွန်3နှစ်ကလည်းဒီ2တန်းနဲ့ပေါ့နော်အဲ့မှာ958ကလည်းပဲဒီမှာ2တန်းနဲ့ပေါ့ဗျာ2တန်းနဲ့ပေါ့နော်958ကဒါ2တန်းနဲ့ပေါ့နော်အဲ့မှာ3965ကလည်းဒါ3တန်းကူကြီးပေါ့နော်အဲ့ထဲကကနန်း5ခွက်ထဲကျန်နေပေါ့နော်ဒီ2ခွန်8 28ခွန်ရဲ့930ရဲ့6နှစ်1ကခွန်3နှစ်က954ရဲ့ဆိုတော့အလုံးပေါင်းဒီ5ခွက်ထဲပဲဒါကျန်မယ်ပေါ့ဗျာနော်အဲ့ဒီ5ခွက်ထဲကမှဆွေးရကံပေါ့ဗျာနော်5ခွက်ထဲမှာဒါကနန်းတစ်ခွက်ထဲပဲဒါရွေးချယ်ပေးလိုက်မယ်ဒီ930ဆိုတဲ့ကနန်းလေးကိုရွေးချယ်ပေးလိုက်မယ်နော်အဲ့ဒီ5ခွက်ထဲကံမဲပေါ့နော်အဲ့ဒါဆိုရင်ဆွေးတို့ဒါဗရိတ်လိုင်းကိုသွားကြည့်အောင်နော်ဗရိတ်လိုင်းကဘေးကနေလာလဲဆိုကျွန်တော်ဒီကနေစပြီးတော့ပေးတာနော်ခွာပေါင်းချင်းဒီ6ပေါ့နော်ဒီမှာခွာပေါင်းချင်း9ရဲ့နှစ်ခက်ဒီ6တဲ့ကြီးတာခွန်6ခွန်ဗရိတ်ဒီမှာက6ဗရိတ်ပေးတယ်နော်ဒီမြေခွာပေါင်းချင်း2ရဲ့နှစ်ခက်ဒီ4ထက်ကြီးတယ်5ဗရိတ်ဒီမှာ4ဗရိတ်ပေးတယ်နော်ဒီမြေကခွာပေါင်းချင်းခွန်ရဲ့နှစ်ခက်ဒီ3ညတဲ့ကြီးတာ1ဗရိတ်ဒီမှာ1ဗရိတ်ပေါ့နော်ဒီမှာကခွာ2ရဲ့နှစ်ခက်ဒီ4တဲ့ကြီးတဲ့5ဗရိတ်ဒီမှာ5ဗရိတ်ပေးတယ်ပေါ့နော်ဒီမှာကခွာ6ရဲ့နှစ်ခက်ဒီ9တဲ့ကြီးတဲ့3ညဗရိတ်အဲ့မှာသူက3ညဗရိတ်ကိုပေးတယ်ပေါ့နော်ဒီမြေလေးခွာ6ရဲ့နှစ်ခက်ဒီ9တဲ့ကြီးတဲ့3ညဗရိတ်9ညဗရိတ်ကိုဒီမှာ9ဗရိတ်ပေးတယ်ဒီမှာကခွာပေါင်းချင်း4ရဲ့နှစ်ခက်ဒီ2တဲ့ကြီးတာ3ဗရိတ်ကိုဒီမှာ2ဗရိတ်ပေးတယ်ဒီမှာကခွာပေါင်းချင်းဒီ3ရဲ့နှစ်ခက်ဒီ5တဲ့ကြီးတာ6ဗရိတ်ပေါ့နော်အဲ့မှာ6ဗရိတ်ကမှဦးဆွေးတို့ကဒီမှာက843ဆိုရင်5ဗရိတ်ကအော်တိုပြုတ်သွားပြီနော်အော်တိုပြုတ်သွားပြီဆိုတော့6ဗရိတ်ဆိုလို့ဒီ930ဆိုတဲ့ကဏ္ဍလေးတစ်ခုထဲချန်တယ်နော်အဲ့ကျတော့အဲ့930ဆိုတဲ့ကဏ္ဍလေးကတော့ဒါ organ အနေနဲ့ဒါထိုးလို့ရတယ်ပေါ့နော်930ဆိုတဲ့ကဏ္ဍလေးကိုဒါ24ချိန်မှာဒါကန်ဆန်းကြည့်လိုက်အောင်ပေါ့ဗျာနော်ခြေတဲ့ကဏ္ဍ9ခွက်ကိုလည်းထိုးပေါ့နော်မယုံမလွန်ဒီကတက်နိုင်ရင်တော့ဒီကဏ္ဍ10ခွက်လုံးကိုထိုးလိုက်ပေါ့ဗျာနော်10ခွက်စလုံးပဲထိုးလိုက်ပေါ့တက်နိုင်ရင်တော့ဒီကနန်း10ခွက်လုံးပေါ့တက်နိုင်တယ်ဆိုရင်ကနန်း10ခွက်လုံးထိုးလိုက်ပေါ့ပေးတယ်ဆိုတော့လေဒါချိုးသွားနိုင်တယ်ပေါ့နော်အဲကြောင့်မလို့အကောင်းဆုံးအကျိတ်ဆုံးကတော့ဒီ930ပေါ့နော်ပေးတယ်နဲ့ဖြတ်လိုက်တာရေဗရိတ်နဲ့ဖြတ်လိုက်တဲ့အချိန်မှာတော့ဒီ930ရတာအကောင်းဆုံးကနန်းပေါ့ဗျာနော်အဲ930ဆိုကနန်းလေးကိုလည်းဒါစမ်းကြည့်လိုက်အောင်ပေါ့ဗျာနော်